ဒီကနေ့ခေတ်မှာတော့လကြတ်တယ်လို့ခေါ်ကြတယ်ဘုန်းကြီးတို့ပိဋကစာပေထဲမှာဒီလဟာအခုလိုလကြတ်တာဟာဘာကြောင့်ဖြစ်ရတယ်လဲလို့ဆိုသိပ္ပံကတော့အမျိုးမျိုးပြောတော့ပေါ့နော်တစ်မျိုးပြောတော့ပေါ့စာပေမှာကြတော့ဘာပြောတာလဲဆိုရာဟုဆိုတဲ့အတူရိနတ်ကြီးကနေပြီးတော့သူကတော့ဒီလဗိမာန်ကိုသူကဘောလုံးလေးလို့အောင်မိတာသူသွားတဲ့လမ်းကြောင်းနဲ့ဆုံပြီးတဲ့အခါမှာသူကအမြဲတမ်းတော့မဆုံဘူးသူသွားတဲ့လမ်းမှာလာသွားတဲ့လမ်းကနေသူဖြတ်ပြီးဆိုတဲ့အချိန်လေးမှာသူကစားတဲ့အနေနဲ့လာမဲ့နေရာကိုပါဇက်ကြီးဟထားရင်လက်ကလည်းရွေးရှားပြီးတော့နေတာဆိုတော့သူပါဇက်ထဲဝင်သွားတာလေဒါကဘုရားဘာသာကျမ်းစာတွေကဆိုတာနော်ဘုရားဘာသာကျမ်းစာတွေကဆိုတာအဲ့ဒါလို့သူကတော့အပျော်လှုပ်တာပေါ့အပျော်လှုပ်တာအဲ့ဒီထက်မဲ့လာပေါ်မှာရှိတဲ့လာဗိမာန်လာဗိမာန်တစ်ခုပဲပေါ့နတ်ရှိတဲ့ဗိမာန်တစ်ခုလို့ဒီလိုဆိုတယ်ဒီကနေ့ခေတ်သိပ္ပံကတော့တစ်မျိုးပြောမှာပေါ့ဘုရားဘာသာစာပေကျမ်းဂန်အရာပြောမယ်ဆိုရင်လာဟာဗိမာန်စတုမာရိနတ်ထဲမှာရှိတဲ့ဗိမာန်လာဗိမာန်လို့ဆိုတော့တာမန်လူတွေရဲ့မျက်စိနဲ့ဗိမာန်ကိုမြင်ရပေမဲ့လို့နတ်သားကိုမမြင်ရဘူးနတ်တွေရှိတယ်ဆိုတာမသိနိုင်ဘူးဆိုတာကလူပြေမှာရှိတဲ့သစ်ပင်တွေမှာယုတ်ကစိုးရှိတယ်ဆိုတာကိုလူတွေကအသိမှတ်ပြုပြီးတော့နေကြတယ်သစ်ပင်ခုတ်လို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတာအခုလေရီတိုက်မှာဆိုရင်လေရီဆရာတော်ဘုရားကြီးကသစ်ပင်ကြီးမှာယုတ်ကစိုးတက်ကြီးရှိတယ်ဆိုတာကိုလေရီဆရာတော်ရက်လည်းအမေးရှိခဲ့တာရှိတယ်ပေါ့ဒီကနေ့ခေတ်တောင်မှပဲလေရီကျောင်းတိုက်ထဲသွားကြည့်မယ်ဆိုရင်ယုတ်ကစိုးရှိတဲ့နတ်သစ်ပင်ကြီးဟာဒီတိုင်းပဲရှိတယ်ပေါ့သို့တော့အဲ့ဒီနတ်ကြီးကိုမြင်ရလားဆိုမမြင်ရသစ်ပင်ပဲမြင်ရဒါတွေကလူရဲ့မြင်ကွင်းထဲမှာရောက်မလာတဲ့အာယုန်တွေလို့ဆိုလူရဲ့မျက်စိကအကုန်လုံးမြင်ရတာတော့မဟုတ်ဘူးမမြင်ရတာတွေအများကြီးရှိတယ်ပေါ့အဲ့တော့လာမှာလည်းပဲဗိမာန်ဖြစ်နေသည့်အတွက်ကြောင့်ထိုလာဗိမာန်ထဲမှာနတ်သားရှိတယ်တဲ့ခုနကအကြောင်းဆုံးလာတဲ့အခါမှာဒီရာဟုအတူတိန်ကနေပြီးတော့လာသွားတဲ့လမ်းမှာပါဇက်ကြီးဟထားသူပါဇက်ထဲကိုလာကြီးကဝင်သွားတယ်ဝင်သွားတဲ့အခါမှာလနတ်သားကအမတမကြောက်တယ်ပေါ့အဲ့ဒီရာဟုဆိုတဲ့နတ်ကြီးကအတူတိန်နတ်ကြီးကလည်းပဲခန္ဓာကိုယ်အမတမကြီးတဲ့နတ်ကြီးလို့အမတမကြီးတယ်သူခန္ဓာကိုယ်ကြီးကသူများတဲ့ပို့ပြီးတော့ကြီးတယ်အဲ့ဒါကြောင့်မို့လို့သူပါဇက်ပေါက်ထဲလာဝင်သွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့တန်ယုတ်တပါဠိတော်တွေထဲမှာဆိုရင်လမ်းကပုတ်ဖမ်းရင်ရွတ်ရတယ်ဆိုတဲ့ဂါထာဟာဘယ်သူရွတ်တာတုံးဆိုလဏ္ဍတာရွတ်တာပေါ့လဏ္ဍတာရွတ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအောက်ကနေပြီးတော့ဟောဒီလဏ္ဍတာဟာဘုရားတရားတန်ခါကိုကိုးကွယ်ပူဇော်တဲ့နတ်သားဖြစ်တယ်ရာဟုဟာလဏ္ဍတာကိုလွှတ်လိုက်ပါလို့မကြည်စဲပါနဲ့လို့ဒီလိုပြောတဲ့စကားပေါ့အဲ့ဒါလမ်းကပုတ်ဖိုင်းရွတ်ကြတယ်ပေါ့မြတ်စွာဘုရားဟောတဲ့ခါတာတစ်ခုရှိတယ်ပေါ့နော်ယာဟုစန္တံပမုစ္ဆတုဗုဒ္ဓလောကနုကံပကတထာဂတံအရဟံတံစန္တိမာတရဏံကတောယာဟုစန္တံပမုစ္ဆတုဗုဒ္ဓလောကနုကံပကမြတ်စွာဘုရားဆိုတာဘု து ပေါ်မှာပဲဖြစ်ဖြစ်အကျဉ်းနာတနာထားတော်မူတယ်ကရုဏာတရားထားတယ်လဏ္ဍသားဟာဘုရားကိုကိုးကွယ်စည်းကပ်သူဖြစ်တယ်ဒါကြောင့်မို့လဏ္ဍသားကိုဖမ်းချုပ်မထားပါနဲ့လွှတ်လိုက်ပါလို့မြတ်စွာဘုရားခါထာရွတ်တယ်ဘုရားအတန်လဲရွတ်လိုက်ရောမြတ်စွာဘုရားရဲ့အတန်ကိုလည်းကြားလိုက်ရောယာဟုဟာဖမ်းမထားရဲဘူးသူကလည်းလွတ်လိုက်ရတယ်ပေါ့အဲ့ဒီလိုစာပေမှာအဆိုရှိတယ်သို့တော့ဒီကနေ့ခေတ်သိပ္ပံနည်းရဒီလဘယ်နေ့မှလာကြက်မယ်ဆိုတာတွက်ချက်တဲ့နည်းတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုမှတ်တဲ့နာပေါ့သိပ္ပံနည်းရတစ်ဖက်ကကြည့်မယ်ဆိုရင်လာကလည်းကောင်းကင်မှာလှက်ပတ်ပြီးတော့သွားနေတယ်တခြားဂျိုတွေကလည်းလှက်ပတ်ပြီးတော့သွားနေတယ်တခါတရံကျတော့ကဘာဘက်ကနေပြီးတော့တခြားဂျိုတွေနဲ့꿰တဲ့အခါမှာလည်းပဲဒီလမ်းကပုတ်ဖမ်းတယ်ဆိုတာလာကြက်တယ်ဆိုတာဖြစ်နိုင်တယ်အခု
ဘုရားမြတ်စွာရဲ့စာပေထဲမှာပါလာတဲ့အတိုင်းလည်းပဲရာဟုဆိုတဲ့အသူရိဏကြီးကတခါတရံသူခရီးကြုံလို့လှုပ်တာမျိုးလည်းရှိတယ်ဆိုတာကိုနှစ်ခုတွဲပြီးတော့မှတ်သားသင့်တယ်ပေါ့တခါတရံကျတော့သိပ္ပံအဆိုနဲ့ဗုဒ္ဓကျမ်းစာအဆိုကွဲပြားခြားနားမှုလေးတွေရှိတယ်အဲ့ဒါလိုကွဲပြားခြားနားမှုရှိတဲ့အခါမှာမှန်ကန်တဲ့အတွေးနဲ့မှတ်သားတတ်ဖို့လိုတယ်ပေါ့နော်ဥပမာတစ်ခုပြောပြမယ်သိပ္ပံအကြောင်းကိုလေ့လာထားမှုတဲ့ပုဂ္ဂိုလ်တွေတွေ့လိုက်မယ်အညာမှာတော့ပင်လယ်နဲ့ဝေးသည့်အတွက်ကြောင့်ဒီရေတက်တယ်ဆိုတော့သိပြီးတော့ဒီအလူတွေတော့သိမှာမဟုတ်အေယာဝတီတိုင်းပင်လယ်နဲ့နီးတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီရေတက်တယ်ဆိုတာသိလိရှိကြတယ်အဲ့တော့ဒီရေတက်တာဘယ်အချိန်မှတက်တုံဆိုလို့ရှိရင်လထွက်လာတဲ့လဇန်းပိုင်းမှာတက်လာပြီးတော့လပြည့်ထီအောင်ဒီရေတက်တယ်အဲ့ဒါသိပ္ပံကဘယ်လိုပြောလဲဒီရေဘာလို့တက်တာလဲလို့ဆိုတော့လရဲ့ဆွဲငင်မှုကြောင့်ဒီရေတက်တယ်လို့သူကဒီလိုပြောတယ်နော်လရဲ့ဆွဲအားကြောင့်ပင်လယ်ရေတွေအားတက်လာဒါကြောင့်မို့လို့ဒီဘက်မှာဒီရေတွေတက်လာတယ်လို့ဒီလိုပြောတလောတော့ကဘုန်းကြီးတို့နိုင်ငံသားတွေစာသင်ရင်းနဲ့အဲ့ဒီကိစ္စကိုတစ်ခါပြောမိတယ်ပေါ့ဒီစာပေကျမ်းကမှာဘုရားကျမ်းစာနဲ့အခုသိပ္ပံအဆိုနဲ့ကွာခြားမှုလေးရှိတယ်အဲ့တော့သိပ္ပံကလရဲ့ဆွဲအားကြောင့်ဒီတက်တယ်လို့ဆိုတယ်သို့တော့ဘုန်းကြီးတို့စာပေထဲမှာကြတော့ဘယ်လိုပြောလဲလို့ဆိုတယ်လနဲ့ပတ်သက်တာချင်းတော့တူတယ်စာပေထဲမှာပြောပုံကတော့လဆန်းပဲရောက်တဲ့အခါကျတော့တဲ့လရောင်ထွက်လာလထွက်လာလာပြီဆိုရင်လအားကောင်းတယ်ပေါ့ပင်လယ်ထဲမှာလည်းပဲကြောက်ဆောင်ကြီးတွေရှိတယ်အဲ့ဒီကြောက်ဆောင်ကြီးတွေမှာတချို့ကြောက်ဆောင်ကြီးတွေကလာရောင်နဲ့တွေ့လို့ရှိရင်ရေကိုအန်ထုတ်တဲ့ကြောက်ဆောင်ကြီးတွေရှိတယ်ဆိုပါစို့လာရောင်တွေ့လိုက်တာနဲ့တပြိုင်နက်ရေတွေစိတ်ထွက်လာတာရေတွေစိတ်ထွက်လာအဲ့ဒါကိုစန္ဒကန္တရကြောက်လို့ခေါ်တယ်အဲ့ဒီကြောက်လာရောင်နဲ့တွေ့လိုက်တာနဲ့တပြိုင်နက်သူကရေတွေအန်ထုတ်လာအဲ့ဒီစန္ဒကန္တရကြောက်ရှိတယ်လို့ပဲသူရိယကန္တရကြောက်ဆိုတာရှိတယ်နေအောင်နဲ့တွေးလိုက်တာနဲ့တပြိုင်နက်မိထတောက်တဲ့ကြောက်မျိုးရှိသေးတယ်ကြောက်နှမျိုးရှိတယ်ပေါ့အဲ့တော့ပင်လယ်ထဲမှာရှိတဲ့ကြောက်တောင်ကြီးတွေဟာလာရောင်နဲ့တွေးတဲ့အခါမှာသူတို့ထဲမှာစုပ်ပြီးတော့စိတ်ဝင်နေတဲ့ရေတွေဟာလာရောင်ကြောင့်မို့လို့ရေတွေအန်ထွက်လာတယ်ဒါလည်းလာရဲ့ဆွဲအားလို့ပြောခြင်းပြောပေါ့သူတို့နဲ့သွားကြိုက်ပုံကိုပြောပြတာနော်အဲ့တော့လာရောင်နဲ့တွေ့တဲ့အခါမှာအဲ့ကြောက်တုံးတွေကရေတွေဟာအန်ထုတ်လာတဲ့အခါကျတော့ရေတွေများလာပြီးတော့ရေတွေတိုးလာတာဒါကိုဒီတက်တယ်လို့ခေါ်တယ်ဒါကဘုရားစာပေကျမ်းဂန်မှာဆိုတာခုနသိပ္ပံဤဆိုကတော့သူကလာကနေဆွဲတယ်လို့ဒီလိုပြောတယ်အဲ့တော့ဘုန်းကြီးတော်မှာပဲနိုင်ငံသားတွေပြောတယ်အဲ့ဒီလိုလာကဆွဲတယ်ဆိုလို့ရှိရင်ပင်လယ်ရေတောင်ဆွဲနိုင်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ချင်းတွင်းမြစ်တို့အေယာဝတီမြစ်တို့ကရေတွေကြတော့ဘာလို့မဆွဲတာတော့ရေအများကြီးတောင်ဆွဲနိုင်တယ်ဆိုရင်အနည်းလေးဆွဲတော့မှာပေါ့နော်လာရောင်တွေ့လို့ရှိရင်အိမ်မှာရေကွက်ထဲရေတွေထည့်ရင်ဆွဲယူသွားမှာပေါ့အဲ့ဒါကြောင့်မို့လို့ဆွဲတယ်ဆိုတဲ့အဓိပ္ပာယ်တဲ့ပို့ပြီးတော့လာရောင်နဲ့တွေ့လို့စန္ဒရကန္တကြောက်ကရေတွေကိုအန်ထုတ်တယ်ဆိုတာပို့ပြီးတော့သဘာဝကျတယ်လို့တောင်ပြောမိသေးတယ်သူတို့ဒါကြိုးကြောင်းဆင်ញင်ကြည့်လို့ရှိရင်ဒီလိုနီးစပ်မှုလေးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါလိုပဲအခုလမ်းကပုတ်ဖမ်းတာနဲ့ပတ်သက်လာလို့ရှိရင်ဘေးရင်ဆရာတွေတွက်ချက်တာနဲ့ကြည့်မယ်ဆိုရင်ဘယ်နည်းပဲရဲ့မှာလမ်းကပုတ်ဖမ်းနိုင်တယ်လို့ဘေးရင်ဆရာတွေကတွက်ချက်ကြည့်တာအဲ့ဒါကသဘာဝလှက်ပတ်သွားနေတဲ့ဂျိုတွေရဲ့အသွားအလာနှုံသားတွေနဲ့တွက်ပြီးတော့ပြောတာမျိုးလို့အခုစာပေကျမ်းကမှာလာတဲ့လငပုတ်ဖမ်းတယ်ဆိုတာတော့ခုနကယာဟုဆိုတဲ့အသူရိကြီးကနေပြီးတော့ဆော့ကစားတဲ့အခါမျိုးမှာလည်းပဲလာလေးနဲ့သူဆုံတဲ့အခါမှာလှုပ်တတ်တဲ့အကျင့်ရှိတယ်ဆိုတာလည်းမှတ်သားတိုက်တယ်ပေါ့